နေမီရဲ့ပါဇက်ကနေပေါက်စီတစ်လုံးကိုတောင်းကနန်းအထိဈေးခေါ်လိုက်တဲ့အခါမှာတော့ပတ်ဝန်းကျင်ကလူတွေအားလုံးကနင်းစိတ်ယူပေါက်ပြီးပတ်စံမဲ့နေပြီလို့ပဲထင်ကြမှာသိကြပါတယ်။ဒါပေမဲ့နင်းဟာအရှုံးခံပြီးရောက်နေရတာဖြစ်ကြောင်းဘယ်သူမှမသိကြပါဘူး။ဒါဟာနင်းရဲ့ဆရာဖြစ်သူအနံခဲ့တဲ့တာဝန်တစ်ခုကိုပြီးမြောက်အောင်ထမ်းဆောင်နေခြင်းသာဖြစ်ပါတယ်။အခုဆိုရင်နင်းတပတ်တီတီစက်တိုက်ဆိုင်ထွက်ခဲ့ပေမဲ့ပေါက်စီတစ်လုံးမှမရောက်ရသေးပါဘူး။ဒီနေ့လည်းထုံးစံအတိုင်းအချင်းကြီးဖြစ်ပြန်ပြီလို့နင်းတွေးနေမိတဲ့အချိန်မှာပဲနားထဲကိုစူညံတန်တွေဝင်လာပါတော့တယ်။ပရိသတ်တို့ရေဒီလမ်းကြားထဲမှာအစာပြေဆိုင်လေးတစ်ဆိုင်ရှိတယ်လို့လာပြောကြတယ်ပေါက်စီတစ်လုံးကို1000တောင်ဈေးခေါ်ရဲတယ်တဲ့ဗျာဒီနေ့တော့ကျွန်တော်တို့တွားကြည့်ကြတာပေါ့ဘလို့ပေါက်စီမို့လို့1000တောင်ပေးရတာလဲဆိုတာကိုလေဒီစကားကိုကြားလိုက်ရတဲ့အတွက်နင်မောကြည့်လိုက်တဲ့အခါဆိုင်ရှိမှာဝါဝါတုတ်တုတ်လူတယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်ထိုလူကဆိုင်ဘုတ်ကိုခေါင်းမောကြည့်ပြီးနောက်မေးလိုက်ပါတယ်တထေးလေးမင်းရဲ့ပေါက်စီထဲမှာငကားသားတွေထည့်ထားလို့လားဒါမှမဟုတ်စားလိုက်ရင်အသက်ရှည်ရမှာမို့လို့လားဒီပေါက်စီကဘာမို့လို့1000တောင်ဈေးခေါ်ရဲရတာလဲနင်ကထိုလူကိုတစ်ချက်ကြည့်ပြီးတည်ငြိမ်စွာပဲပြန်ဖြေလိုက်ပါတယ်စားကြည့်ရင်ဘာကြောင့်လဲဆိုတာမင်းသိမှာပါဟာဟာမာနကတော့အတော်ကြီးသားပဲဒီလောက်အောက်ခြေလွတ်နေတဲ့သူတွေမှာများသောအားဖြင့်တော့ပညာတစ်ခုခုရှိတတ်ကြတာပဲကဲတထေးလေးငါ့ကိုတလုံးပေးစမ်းပါဦးထိုလူရဲ့စကားကိုကြားတော့နင်ကသူ့ကိုစိုက်ကြည့်ပြီးမင်းတေချာလို့လားလို့မေးလိုက်ပါတယ်တေချာတာပေါ့ဗျာပါလဲမင်းကငါပတ်စံမပေးနိုင်မှာစိုးရိမ်လို့လားနင်ကသူ့ကိုအေးဆက်ကကြည့်လိုက်ပြီးမင်းသာအလုပ်ကျွေးပြုတ်တတ်တဲ့သူဆိုရင်ပတ်စံမပေးဘဲနေမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဟိုးလေးလုံးကတော့အတော်ကြီးတာပဲစိတ်ချပါကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေမင်းဘက်ကဈေးနှုန်းသတ်မှတ်ထားပြီးသားပဲငါကတော့မင်းရဲ့ဈေးနှုန်းတိုင်းပဲရှင်းမှာပါတကယ်လို့သာညံ့နေခဲ့ရင်တော့ငါကံပဲပေါ့နင်ကစကားတွေအများကြီးဆက်မပြောတော့ပဲခေါင်းပဲညှိပြလိုက်ပါတယ်ထို့နောက်ပေါက်စီပေါင်းအိုးကိုထိုလူရှိသို့တွန်းပေးလိုက်ပါတယ်ဒါဟာကြည်ကျွန်းကနန်းနှစ်ပေါက်စီပဲဖြစ်ပါတယ်မြည်စမ်းကြည့်ပါဦးထိုလူကဖုန်းကင်မရာကိုပေါက်စီအနီးဆုံးအထိကပ်လိုက်ပြီးလာကြပါမိသားစုတို့ရေအံ့ဖွယ်ခိုက်တန့်ကိုတက်တည်ခံကြရအောင်လို့ပြောရင်းပေါက်စီအဖုံးကိုဖွင့်လိုက်ပါတယ်။ပြင်းရဲ့အတွင်းထဲမှာတဝက်တစ်ပြက်ပွင့်လင်းမြင်သာနေတဲ့ပရင်ရောင်ပေါက်စီတစ်လုံးသာရှိနေတာကိုတွေ့လိုက်ရပါတယ်။ပေါက်စီအသားကိုဖြတ်ပြီးအတွင်းထဲကရွှေဝါရောင်ကနန်းဟင်းရည်တွေအနှဲငယ်လှုပ်ခတ်နေတာကိုပါအထင်ရှားမြင်တွေ့နေရပါတယ်။ထိုရွှေဝါရောင်ဟင်းရည်တွေကြားထဲမှာအနီရောင်ကနန်းသားတွေကနှလုံးခုန်နေတယ်လို့မျိုးတစ်ဖြက်ဖြက်တောက်ပနေပါတယ်။ပေါက်စီရဲ့အပေါ်ဘက်မှာတော့36ခုမြောက်သောခောက်ချောင်းတွေရှိနေပြီးပြည့်စုံတဲ့ပုံသဏ္ဍာန်ကိုဖော်ဆောင်နေပါတယ်။ဒါပေမဲ့အပူငွေ့တဆမှတော့ထွက်မလာခဲ့ပါဘူး။ထိုလူနဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေကြတဲ့ပရိသတ်တွေအားလုံးဟာအရှိကပေါက်စီကိုကြည့်ပြီးမြင့်တက်သွားကြပါတယ်။ဒါဟာအစားအစာတစ်ခုမဟုတ်တော့ပဲအမှုပညာလက်ရာတစ်ခုဖြစ်နေလို့ပါပဲ။ဟဲအသွင်ပြင်ကတော့မစိုးပါဘူး။ဒါပေမဲ့ဘာကော်တွေဓာတုပစ္စည်းတွေနဲ့လှုပ်ထားလဲဆိုတာဘယ်သူသိမှလဲအခုခေတ်နည်းပညာတွေကအများကြီးပဲဥစ္စာပြောဆိုနဲ့ပဲထိုလူကလက်လန်းပြီးမြည်စမ်းဖို့ပြင်လိုက်ပါတယ်။နင်ကချက်ချင်းပဲတားဆီးလိုက်ပြီးနောက်ဂျုံရိုးတစ်ချောင်းကိုထုတ်လိုက်ပါတယ်။ထို့နောက်ကျွေးပန်းကန်ပြားဖြူလေးတစ်ခုကိုထုတ်ပြီးပေါက်စီကိုထိုလူအရှိတို့ဂယုတစိုက်ရွှေ့ပေးလိုက်ပါတယ်။အရင်ဆုံးအပေါက်ဖောက်ပါပြီးမှဟင်းရည်ကိုတောက်ပါပြီးရင်တော့တလုတ်တည်းမျိုးချလိုက်ပါတစ်ပတ်ဆက်လုံးမွေးပြန်သွားပါလိမ့်မယ်တတိယပါ။မင်းမှာ3မိနစ်ပဲအချိန်ရှိပါတယ်3မိနစ်ကျော်သွားရင်ဟင်းရည်ရဲ့အပူချိန်က65ဒီဂရီအောက်ကျသွားပြီးအရသာက30%လောက်လျော့သွားပါလိမ့်မယ်။အဲ့ဒီအချိန်ကျရင်တော့ဒါဟာအမိုက်တစ်ခုဖြစ်သွားပါပြီ။ထိုလူကနင့်ကိုတစ်ချက်ဆောင်ကြည့်ပြီးဒီလောက်အလုပ်ရှုပ်တာလားလို့ပြောရင်းဂျုံရိုးကိုပေါက်စီရဲ့အပေါ်ဘက်ခောက်ချောင်းအလဲတဲတဲသို့ဖြင်းညင်းစွာထိုးဆိုင်လိုက်ပါတယ်ဂျုံရိုးကပေါက်စီအသားကိုဖောက်ဝင်သွားတဲ့အခိုက်အတန့်မှာပဲဖော်ပြလို့မရနိုင်တဲ့အလုံးမွေးပြန့်တဲ့ရနံ့တစ်ခုကထိုအပ်ပေါက်လေးတွေကနေရုတ်တရက်ပန်းထွက်လာပါတော့တယ်တခဏအတွင်းမှာပဲထိုလူဟာမိမိရဲ့စိတ်အာရုံတွေအားလုံးပွင့်လင်းသွားသလိုခံစားလိုက်ရပါတယ်ထိုမွေးရနံ့ကနှာခေါင်းထဲကနေတဆင့်အုံနောက်ထဲအထိတိုက်ရိုက်ရောက်ရှိသွားတာကြောင့်အောင်သူစင်ကျင်တုံတရားမဲ့သွားရပါတယ်သူ့ရဲ့တွေးတွေဟာလည်းထိန်းချုပ်မရနိုင်ပဲအယူအမှုစီးကြလာပါတော့တယ်ဆိုင်ပတ်ပတ်လည်မှာရှိနေကြတဲ့လူတွေအားလုံးဟာလည်းတစုံတစ်ခုရဲ့ဖန်ဆားခြင်းကိုခံလိုက်ရတယ်လို့မျိုးအကုန်လုံးငြင်းကြသွားကြပါတယ်ဒီရနံ့ကဘာမို့လို့ဒီလောက်တောင်မွေးနေရတာလဲဖရားကြီးဒါပါလဲလူအုပ်ကြီးကစတင်ပြီးစူညံလာကြပါတယ်မရေမတွက်နိုင်တဲ့မျက်လုံးတွေအားလုံးဟာထိုလူလက်ထဲကပေါက်စီတို့ပဲစိုက်ကြည့်နေကြပါတယ်ထိုလူကတော့အခုချိန်မှာတိုက်ရိုက်ထုတ်လွှင့်နေတာကိုတောင်ဂယုမဆိုင်နိုင်တော့ပါဘူးဂျုံရိုးကိုပါဇက်နဲ့ခဲပြီးပြင်းပြင်းရှူလိုက်တဲ့အခါရွှေဝါရောင်ဟင်းရည်တွေကဂျုံရိုးတစ်လျှောက်ပါဇက်ထဲကိုစီးဝင်လာပါတော့တယ်ပူပူနွေးနွေးနဲ့လက်ဆက်လွန်လာတဲ့အရသာကအထုပ်ထိပ်ကိုရောက်ရှိသွားစေပါတယ်ဒီခိုက်တက်မှာထိုလူဟာကြီးမားတဲ့ကနန်းကြီးတစ်ကောင်လှိုင်းတဘိုးတွေကြားထဲမှာလက်သေးတွေဝတေးရန်နေတာကိုမြင်လိုက်ရတယ်လို့အဆုံးမရှိတဲ့စီးနှင်းဖုံးတောင်တန်းကြီးပေါ်မှာလက်ဆက်တဲ့မိုးပွင့်လေးတွေနှင်းဆက်တွေနဲ့အတူထွက်ပေါ်လာတာကိုမြင်တွေ့လိုက်ရတယ်လို့မျိုးခံစားလိုက်ရပါတယ်ထိုလူဟာမိမိရဲ့ခန္ဓာကိုယ်တစ်ခုလုံးရှိသမျှချွေးပေါက်တွေအားလုံးပွင့်ထွက်သွားတယ်လို့ခံစားလိုက်ရပြီးမကြုံစဖူးထူးကဲတဲ့ပျော်ရွှင်မှုမျိုးရရှိသွားတာကြောင့်ဒူးထောက်ပြီးရှိခိုးခြင်းစိတ်တောင်ပေါက်လာရပါတယ်တိုက်ရိုက်ထုတ်လွှင့်မှုတွေကပရိသတ်တွေကတော့ထိုလူရဲ့အမူအရာကိုကြည့်ပြီးတန်တရားတွေဝင်လာကြပါတယ်အကိုကြီးမင်းပါဖြစ်သွားတာလဲစကားပြောပါဦးတကယ်ပဲစားလို့မကောင်းလို့လားထိုလူကတော့ဘာကိုမှမတုံ့ပြန်နိုင်တော့ပါဘူးသူကဂျုံရိုးကိုလွှင့်ပစ်လိုက်ပြီးကြန့်ရှိနေတဲ့ပေါက်စီအသားကိုတလုတ်တွင်းနဲ့ပါဇက်ထဲသွင်းလိုက်ပါတော့တယ်ပါသွားတဲ့ပေါက်စီအသားကရှာပေါ်မှာတင်အရေးပြောသွားပြီးနောက်ကနန်းနှစ်တွေရဲ့အရသာကပါဇက်ထဲမှာပောက်ကွဲထွက်သွားပါတော့တယ်ထိုလူကမျက်လုံးကိုမှိတ်ထားရင်းမျက်ရည်တွေပါစီးကျလာပါတယ်နင်ကတော့နှက်ခမ်းတောင်ကိုအနှဲငယ်မြင့်ပြီးပြုံးလိုက်ရင်စားပြီးရင်ပကံကိုချထားလိုက်ပါတတွေးတွေငါးဆိုင်ပေါ်ကိုမကြစေနဲ့လို့ပြောလိုက်ပါတယ်ထိုလူကမျက်လုံးကိုရုတ်တရက်ဖွင့်လိုက်ပြီးတထေးလေးနောက်ထပ်ရှိသေးလားဘလောက်ပဲဖြစ်ဖြစ်ငါအကုန်ဝင်မယ်လို့အယူမှုအော်ဟစ်ပါတော့တယ်နင်ကခေါင်းခါပြလိုက်ရင်တယောက်ကိုတလုံးပဲကန့်သက်ထားပါတယ်ဒီနေ့အတွက်ကုန်ပါပြီးပတ်စံရှင်းပါလို့ပြောလိုက်ပါတယ်ထိုလူကတော့စိတ်လှုပ်ရှားလွန်းလို့စင်ကျင်တုံတရားတွေပျောက်ဆုံးနေပုံရပါတယ်ဒါပေမဲ့
ငါတသိန်းပေးမယ်စီကန်းဆိုတာလူကလောက်တာပဲဥစ္စာမင်းရဲ့လက်ရာကိုဒီလိုအလားအတာအဖြစ်မခံပါနဲ့နောက်ထပ်တစ်လုံးလောက်ထပ်လုပ်ပေးပါဦးတောင်းပန်ပါတယ်လို့သူကငိုယိုပြီးပြောပါတော့တယ်နင်ကတော့စိတ်လှုပ်ရှားခြင်းမရှိပဲစိုင်းပစ္စည်းတွေကိုတန်းသိမ်းလိုက်ပါတော့တယ်ထိုလူရဲ့တိုက်ရိုက်ထုတ်လွှင့်မှုဟာလည်းတညအတွင်းမှာပဲအွန်လိုင်းပေါ်မှာဟိုးကြော်သွားပါတော့တယ်ဒါပေမဲ့ထိုလူရဲ့အယူမှုဖြစ်နေတဲ့ပုံစံကြောင့်ဈေးကွက်ကြီးကြပ်ရေးအဖွဲ့ရဲ့အာရုံစိုက်မှုကိုခံလိုက်ရပါတော့တယ်ဂုဏ်ယူပါတယ်အရှင်သခင်အစပြုသူစံတက်မှုကိုအောင်မြင်စွာပြီးဆုံးခဲ့ပါပြီဆုလက်အနေနဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုနှစ်ဆတိုးမြင့်ပေးလိုက်ပြီးဒဏ္ဍာရီလာမိဖို့ချောင်းသုံးပစ္စည်းဖြစ်တဲ့ယုံလင်းသားရဲ့အပိုင်းအစတွေကိုပေးအပ်လိုက်ပါတယ်နေ့ရက်လက်ထဲမှာအားအင်တွေပြေဝလာတယ်လို့ခန်းစားလိုက်ရပါတယ်ဒီလိုဆိုရင်တော့နောက်ထပ်ဟင်းရတစ်ခုကိုစမ်းသပ်ကြည့်လို့ရနိုင်ပြီဖြစ်ကြောင်းနင်တွေးမိလိုက်ပါတယ်နောက်တနေ့မှာတော့နင်ကစနစ်ထဲကနေပေါက်စီအတွက်လိုအပ်တဲ့ကုန်ကျန်း၃မျိုးကိုလဲလှယ်လိုက်ပါတယ်ညနေပိုင်းညဈေးကိုရောက်တဲ့အခါမှာတော့နေ့ရက်ဆိုင်ရှိမှာလူပေါင်းထောင်ချီပြီးစောင့်ဆိုင်နေကြတာကိုတွေးလိုက်ရပါတယ်အချို့ကတိုက်ရိုက်ထုတ်လွှင့်ဖို့လာကြတာဖြစ်ပြီးအချို့ကတော့ပေါက်စီရဲ့အစ်စ်အမှန်ကိုလာကြည့်ကြတာဖြစ်ပါတယ်ဒါပေမဲ့နင်မထင်မှတ်ထားတာကတော့လူအုပ်ထဲကိုရောက်သွားတဲ့အခါဆဲဆူတန်တွေကိုကြားလိုက်ရခြင်းပဲဖြစ်ပါတယ်ညဈေးကနေထွက်သွားစမ်းလိန်လေလက်ဖျားတဲ့ကောင်ပေါက်စီတစ်လုံးကို1000နဲ့လားမင်းဘာလို့တပြမတိုက်တာလဲအကုန်လုံးအတန်တိတ်ဆန်းရုတ်တရက်အော်ဟစ်တန်တစ်ခုထွက်ပေါ်လာပါတယ်ထိုလူကချင်းသေးတကောင်လိုစိတ်ဆိုးမှန်ဆိုးနဲ့နင်းအရှိကိုပြေးဝင်လာပြီးလူအုပ်ကြီးကိုလှဲ့អော်လိုက်ပါတယ်မင်းတို့ကဘာတိလို့လဲမစားဘူးရင်ပါဇက်ပိတ်ထားကြဒီပေါက်စီကဒီဈေးနဲ့တန်တယ်တကွင်းလုံးငြိမ်ကျသွားပြီးနောက်တိုက်ရိုက်ထုတ်လွှင့်မှုရဲ့မှတ်ချက်တွေထဲမှာလည်းမေကွန်းတင်ကေတာတွေပြည့်နှက်သွားပါတော့တယ်နင်းကတော့ဒီဝေဖန်ဆဲဆိုသူတွေကိုဂယုမဆိုင်ပဲစိုင်းမုတ်တစ်ခုကိုထုတ်လိုက်ပါတယ်ကြည်ကျွန်းကနန်းနဲ့ပေါက်စီတစ်လုံးကို1000ဒီနေ့အတွက်3လုံးပဲကန့်သက်ထားပါတယ်တယောက်ကိုတစ်လုံးပဲရောင်းမှာဖြစ်ပြီးစိုင်းမာတင်ချက်ချင်းစားရပါမယ်ဟဲဈေးတက်လာတာပဲကောလာဟာလာတွေကိုအခွင့်ကောင်းယူပြီးပတ်စံအိတ်ထဲထည့်ဖို့ပြင်နေတာထင်တယ်သူထေးငါ့ကိုအထုပ်ပြင်ပေးငါအကုန်ယူမယ်နင်ကစိတ်လှုပ်ရှားနေတဲ့ထိုလူကိုခေါင်းခါပြလိုက်ရင်မင်းမနေ့ကစားပြီးပြီပဲအရသာကောင်းကိုအလွန်ကြုံမမောတင်ဘူးမင်းရဲ့ခန္ဓာကိုယ်နဲ့ရှာကမနေ့ကအရသာကိုခြေဖြတ်ဖို့အတွက်24နာရီအချိန်လိုသေးတယ်ဒီနေ့မင်းကိုမရောက်ဘူးလို့ပြောလိုက်ပါတယ်သူထေးမလုပ်ပါနဲ့ဗျာငါအရသာတောင်းတလုံးလို့တေတော့မယ်တောင်းပန်ပါတယ်တဝက်ပဲဖြစ်ပေးပါဦးဒီမြင်ကွင်းကလူအုပ်ကြီးကိုနောက်တစ်ကြိမ်မင်းတက်သွားစေပြန်ပါတယ်ပတ်စံလာပေးတာကိုတော့မယူဘူးတဲ့လားဒါဟာအကွက်စင်နေတာပဲဖြစ်ရမယ်လို့သူတို့ထင်ကြပါတယ်အဲ့ဒီအချိန်မှာပဲလူအုပ်ထဲကနေမာနထောင်လွှားတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်ရောက်လာတဲ့သူကတော့ကြမ်းကြမ်းမှာနာမည်ကြီးတဲ့တထေးသားကြောက်ခေါ်ပဲဖြစ်ပါတယ်ဒီပေါက်စီ3လုံးစလုံးကိုငါကုန်ယူမယ်ဒါပေမဲ့ငါကစားဖို့ဝယ်တာမဟုတ်ဘူးငါခွေးကိုကျွေးဖို့ဝယ်တာပြောဆိုနဲ့ပဲသူကလေချုံလိုက်တဲ့အခါကားပေါ်ကနေကြောက်စရာကောင်းတဲ့ရောက်ဝိုင်လာခွေးကြီးတစ်ကောင်ခုန်ဆင်းလာပါတော့တယ်လူအုပ်ကြီးတဲကနေရေမောတန်တွေနဲ့အားပေးတန်တွေထွက်ပေါ်လာပါတယ်တထေးသားကတော့လမ်းနဲ့ပြတကယ်ကိုအားရစရာပဲဒီလိုပဲမျက်နှာကိုရိုက်ရမှာအခုတော့ဟိုသူထေးလေးဘလို့ဆင်းမလဲကြည့်ရအောင်မင်းရဲ့ပတ်စံကိုယူပြီးလစ်တော့နင်ကအေးဆက်စွာပြောလိုက်ပါတယ်ကြောက်ခေါ်ကတစ်ချက်ကြောင်သွားပြီးနောက်ဒေါသတကြီးနဲ့မင်းကငါ့ကိုလက်ခိုင်းရဲတယ်ပေါ့ငါဘသူလဲဆိုတာမင်းတိလားမင်းရဲ့ဆိုင်ကိုငါရိုက်ခွဲပစ်လိုက်ရမလားလို့អော်ပါတော့တယ်တင်းမလိုမုန်းထားစိန်ခေါ်မှုကိုစုံစမ်းသိရှိရပါသည်ဘေးထွက်တာဝန်တစ်ခုပွင့်သွားပါပြီအရသာရဲ့စွမ်းအားဖြင့်စိန်ခေါ်သူကိုဒူးထောက်အရှုံးပေးစေရပါမည်ဆုလက်အနေနဲ့ကြက်သားတောက်တောက်ဆွပြုတ်ချက်နီးကိုပေးအပ်ပါမည်နင်ကတက်ပြင်းတစ်ချက်ချလိုက်ပြီးပေါက်စီအိုးဖုံးပေါ်ကိုလက်တင်လိုက်ပါတယ်မူလကတော့မင်းလိုလူမျိုးကငါရဲ့အစားအစာကိုစားဖို့မထိုက်တန်ပါဘူးဒါပေမဲ့မင်းကခွေးကိုကျွေးချင်နေဆိုမှတော့မင်းရဲ့ရှာကပဲမင်းကိုပြန်ပြောပါလိမ့်မယ်မင်းဟာခွေးတစ်ကောင်လောက်တောင်တန်ဖိုးမရှိဘူးဆိုတာကိုလေပြောပြီးတာနဲ့နင်ကအဖုံးကိုရုတ်တရက်ဖွင့်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့နင်ကမှုရနံ့ကိုထိမ့်ချုပ်မထားတော့ပါဘူးစနစ်ရဲ့မြင့်တင်ပေးမှုကြောင့်ဒီပေါက်စီ3လုံးရဲ့ရနံ့ကမနေ့ကထက်3ဆမကပုံမူပြင်းထန်လာပါတယ်အဖုံးပွင့်သွားတဲ့အခိုက်အတန့်မှာပဲပြင်းထန်လာတဲ့ကနန်းနှစ်ရနံ့ကလေပြင်းမုန်တိုင်းတစ်ခုလိုမျိုးမီတာရာချီတဲ့ပတ်ဝန်းကျင်ကိုပြန့်နှံ့သွားပါတော့တယ်အနီးဆုံးမှာရှိနေတဲ့ကြောက်ခေါ်ရဲ့မျက်နှာကတော့ချက်ချင်းပဲအေးခဲသွားပါတယ်ထိုမွေးရနံ့ကသူ့ရဲ့လေပင်ကိုလက်တစ်ဖက်နဲ့ညှစ်ထားသလိုမျိုးခံရစေပြီးအသက်ရှူရုံကလွဲလို့ဘာမှမလုပ်နိုင်တော့ပါဘူးစားခြင်းလို့လား3000ပေးရင်အနံ့ပဲပေးနှမ်းမယ်စားခြင်းနဲ့စားခြင်းနဲ့ဆိုရင်အဖေလို့ခေါ်လိုက်စမ်းကြောက်ခေါ်ရဲ့မျက်နှာကနီမြန်းလာပါတယ်သူရုန်းကန်နေပေမဲ့ထိုမွေးရနံကသူ့ရဲ့စိတ်ဓာတ်ကိုလုံးဝချီဖြတ်ပစ်လိုက်ပါပြီသူကဝုန်းကနေမြေပြင်ပေါ်ကိုဒူးထောက်ကျသွားပါတော့တယ်အဖေငါ့ကိုတလုံးလောက်ကျွေးပါဦးတောင်းပန်ပါတယ်ဗျာတကွင်းလုံးတစ်တုကဘာလိုငြိမ်ကျသွားပါတယ်နင်ကပေါက်စီကိုသူ့အရှိတူတွန်းပေးလိုက်ပြီးမှတ်ထားပါမင်းမှာ3မိနစ်ပဲရှိတယ်လို့ပြောလိုက်ပါတယ်ကြောက်ခေါ်ကတော့မအောက်နိုင်တော့ပဲပါဆက်ကိုအကျယ်ကြီးဖွင့်ပြီးပေါက်စီကိုကိုက်စားလိုက်ပါတော့တယ်ပူပူနွေးနွေးဟင်းရည်တွေကပါဆက်ထဲမှာပောက်ကွဲထွက်သွားတဲ့အခါသူ့ရဲ့မျက်လုံးတွေကပြူးထွက်လာပါတယ်သူဟာအစားအစာကိုပါဆက်ထဲအပြစ်သွင်းထားရင်းနဲ့ပဲမျက်ရည်တွေစီးကျလာပါတော့တယ်သူကပကံပြားပေါ်မှာကြမ်းရှိနေတဲ့ကနန်း24တွေကိုပါရှာနဲ့လိုက်လျက်နေပါတော့တယ်တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာလည်းမှတ်ချက်တွေပောက်ကွဲကုန်ပါတယ်တထေးသားတောင်ဒူးထောက်သွားပြီးတဲ့လားဒါဘလောက်တောင်ကောင်းလို့လဲအခုချိန်မှာတော့ကြောက်ခေါ်ကနင်းရဲ့ခြေထောက်ကိုဖတ်ထားရင်းအဖိုးငါနောက်ထပ်လိုချင်သေးတယ်ငါ30ချီပေးမယ်ဟိုနှလုံးကိုလည်းငါ့ကိုပဲရောင်းပါဦးလို့အော်ဟစ်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲယူနီဖောင်းဝတ်ထားတဲ့လူတစုဆိုင်ထဲကိုဝင်လာကြပါတယ်ခေါင်းဆောင်ဖြစ်သူလူလက်ပိုင်းမျိုးသားကတက်တီခံကပ်ပြားကိုထုတ်ပြလိုက်ရင်ငါကဈေးကွက်ကြီးကြပ်ရေးအဖွဲ့ကကြမ်းချယ်မှဖြစ်ပါတယ်ဒီဆိုင်ရဲ့ပိုင်ရှင်ကဘသူလဲမင်းရဲ့ပေါက်စီထဲမှာစိတ်ကြွဆေးတွေပါဝင်နေတယ်လို့တန်တရားရှိတဲ့အတွက်စစ်ဆေးဖို့နမူနာယူပါမယ်လို့ပြောလိုက်ပါတယ်လူအုပ်ကြီးကချက်ချင်းပဲစူညံသွားကြပါတယ်တေချာတယ်စိတ်ကြွဆေးတွေထည့်ထားတာပဲလို့ပြောကြပါတယ်ဂျာနယ်လေးကြောက်ခုတ်ကတော့ဒီအချိန်မှာတတိပြန်ဝင်လာပြီးနင်းရဲ့အရှိမကာကွယ်ပေးလိုက်ပါတယ်
ဘာကိုစစ်ဆေးမှလဲငါကကိုယ့်သဘောနဲ့ကိုယ်တူးထောက်တာဒီပေါက်စီမှာဘာပြဿနာမှမရှိဘူးပြဿနာရှိမရှိဆိုတာဓာတ်ခွဲစစ်ဆေးပြီးမှသိရမှာပါဖယ်ဆန်းနေကတော့ကြောက်ခုတ်ကိုအနောက်သို့ဆွဲပိုးလိုက်ပြီးစစ်ဆေးနိုင်ပါတယ်လို့ပြောရင်းလမ်းဖယ်ပေးလိုက်ပါတယ်စစ်ဆေးရေးမှုတယောက်ကလက်အိတ်ကိုစွပ်ပြီးပေါက်စီတစ်လုံးကိုဂယုတစိုက်နဲ့ပကံပြားပေါ်တင်လိုက်ပါတယ်ထို့နောက်ဓာတ်ကိုထုတ်ပြီးဖြတ်ဖို့ပြင်လိုက်တဲ့အခါနင်းကနေဦးလို့တားလိုက်ပါတယ်ကျန်းချေမန်းကဘာလဲစိတ်ပူသွားပြီလားလို့မေးလိုက်ပါတယ်နင်းကခေါင်းခါပြလိုက်ရင်မင်းရဲ့ဓာတ်ကတိတ်မထက်ဘူးဓာတ်ကပေါက်စီရဲ့အသားမြင့်တွေကိုပျက်စီးစေပြီးဟင်းရည်တွေကိုညှစ်ထုတ်ပစ်လိုက်မယ်ဓာတ်ကစစ်ဆေးမှုကိုထိခိုက်စေနိုင်တယ်လို့ပြောရင်းနင်းရဲ့ရှူရဲ့ဓာတ်ကိုထုတ်လိုက်ပါတယ်ငါဖြတ်ပေးမယ်မင်းတို့နမူနာယူပါကျန်းချေမန်းကခဏတာတွေးတော့ပြီးနောက်ခေါင်းညိတ်ပြလိုက်ပါတယ်နင်ကဓာတ်ကိုအောက်သို့ချလိုက်တဲ့အခါပေါက်စီကအလဲတက်တက်ကနေနှစ်ချမ်းကွဲသွားပါတယ်ဒါပေမဲ့ပြူးကျမသွားပါဘူးနောက်တစ်စက္ကန့်မှာတော့ရွှေဝါရောင်ဟင်းရည်တွေကဖြင်းညင်းစွာစီးထွက်လာပြီးပကံပြားပေါ်မှာပြည့်နေသွားပါတော့တယ်မနေ့ကထက်ဆဲဆမ်းမကပြင်းထန်တဲ့မှုရနှံ့ကြောင့်စစ်ဆေးမှုတွေအားလုံးမျက်လုံးပြူးသွားကြပါတယ်ကျန်းချေမန်းရဲ့မျက်နှာကလည်းပြတ်သွားပါတယ်ဒီရနှံ့ကအလွန်စစ်မှန်လွန်းလာပြီးဓာတုပစ္စည်းတွေပါဝင်နေတဲ့ရနှံ့မျိုးလုံးဝမဟုတ်ပါဘူးစစ်ဆေးရေးမှုကဟင်းရည်ကိုစစ်ဆေးရေးဆက်ထဲထည့်လိုက်ပြီး3မိနစ်အကြာမှာတော့ရလက်ထွက်ပေါ်လာပါတယ်စစ်ဆေးရေးမှုရဲ့အတန်ကတုံရင်နေပါတယ်လူကြီးရလက်ထွက်လာပါပြီစိတ်ကြွစေးပါလားဓာတုပစ္စည်းတွေပါလားမပါပါဘူးပါဝင်ပစ္စည်းတွေအားလုံးကတဘာဝအတိုင်းပဲဖြစ်ပါတယ်ပရိုတင်းဓာတ်ကအလွန်မြင့်မားပြီးဒါဟာတန့်စင်မှု69%ရှိတဲ့ကြည်ကျွန်းကနန်းနှစ်ဖြစ်ပါတယ်ပြီးတော့နှစ်30တက်တန်းရှိတဲ့ဟွာတောက်ရက်လည်းပါဝင်နေပြီးအစင်းမြင့်မှုပွင့်တွေလည်းပါဝင်နေပါတယ်စစ်ဆေးရေးမှုကခေါင်းမော့ကြည့်လိုက်ပြီးသူထေးမင်းရဲ့ဟင်းရည်ကကနန်းနှစ်တွေမှုတွေနဲ့နှစ်30တက်တန်းရှိတဲ့အရက်တွေနဲ့ပဲတီးတန့်ချက်ထားတာလားရေတစ်စက်မှတော့မထည့်ထားဘူးလားလို့မေးလိုက်ပါတယ်တကွင်းလုံးမှင်တက်သွားကြပါတယ်ကနန်းနှစ်တွေကြီးပဲတီးတန့်နဲ့လာတာဆိုရင်ကနန်းတွေဘလောက်တောင်တုံးထားရမလဲပြီးတော့နှစ်30တက်တန်းရှိတဲ့အရက်ဆိုတာတပလင်းကိုတင်းတောင်းကနန်းရှိတာလေကျန်းချေမန်းကစစ်ဆေးရေးအစီရင်ခံစာကို3ချိန်တီးတီးပြန်ဖတ်ပြီးနောက်အံ့ဩသွားပါတော့တယ်ဒီပေါက်စီတစ်လုံးရဲ့တန်ဖိုးက1000ဆိုတာမများတဲ့အပြင်နင်းအရှုံးခံပြီးရောင်းနေရတာဖြစ်ကြောင်းသူသိသွားပါတယ်နင်းကတည်ငြိမ်စွာနဲ့ပဲဂျုံမုံကတော့ဟောထောက်ကုန်းပြင်းပြင်းကနှင်းပန်းဂျုံမုံဖြစ်ပြီးနေပယ်ရဲ့အကောင်းဆုံး900ခိုင်နှုန်းကိုပဲယူထားတာပါဂျုံနေဖို့အတွက်3နာရီအချိန်ယူခဲ့ရပြီးဂျုံနှက်ဖို့အတွက်2ကြိမ်လုပ်ခဲ့ရပါတယ်ကင်းရဲ့အထူကသူ့မြ1.5မီလီမီတာရှိပါတယ်လို့ရှင်းပြလိုက်ပါတယ်ကျန်းချေမန်းကငြိမ်ကျသွားပါတယ်အခုလိုခေတ်မီနည်းပညာတွေထွန်းကားနေတဲ့ခေတ်ကြီးမှာရိုးရာအစားအစာတစ်ခုအတွက်ဒီလောက်အထိအပင်ပန်းခံနေတဲ့သူရှိသေးတယ်ဆိုတာကိုသူမယုံနိုင်အောင်ဖြစ်ရပါတယ်သူကလူအုပ်ကြီးကိုလှည့်ပြီးကြေညာလိုက်ပါတယ်စစ်ဆေးမှုအရဒီဆိုင်ရဲ့အစားအစာကနိုင်ငံတော်စံချိန်စံညွှန်းတွေနဲ့ကိုက်ညီပြီးအရေးသွေးပြည့်မီကြောင်းသက်သေပြနိုင်ပါတယ်ဒီစကားထွက်လာပြီးနောက်မှာတော့တကွင်းလုံးပောက်ကွဲကုန်ပါတယ်ဒါဟာတကယ်နက်ဖျားလက်ရပဲဖြစ်ပါတယ်သူထေးငါလဲဝယ်ခြင်းနဲ့ငါလဲဒူးထောက်ပြီးစားခြင်းနဲ့လူအုပ်ကြီးရဲ့အော်ဟစ်တန်တွေကိုကြည့်ပြီးနင်ကလက်ဝဲရန်ပြလိုက်ရင်ဒီနေ့အတွက်ကုန်ပါပြီးမနက်ဖြန်ကစားပြီးပေါက်စီကိုခိတ္တရက်နာမှာဖြစ်ပြီးဟင်းလျာအစ်စ်ဖြစ်တဲ့ကြက်သားတောက်တောက်စုပြုတ်ကိုရောင်းချသွားပါမယ်ဈေးနှုန်းကတော့888ရွမ်ဖြစ်ပါတယ်လို့ပြောပြီးစိုင်းသိန်းကထွက်ခွာခဲ့ပါတော့ဒီတစ်ချိန်မှာတော့တရားဝင်အဖွဲ့အစည်းရဲ့စစ်ဆေးမှုကြောင့်နေ့ရက်ဆိုင်လေးကတညအတွင်းမှာတင်နာမည်ကြီးသွားပါတော့တယ်တနိုင်ငံလုံးကအစားအသောက်မဲ့သူတွေအားလုံးညဈေးကိုရောက်ရှိလာကြပြီးဟင်းလျာအစ်စ်ကိုစောင့်ဆိုင်နေကြပါတယ်မနက်ခင်းမှာတော့နင်ကစနစ်ထဲကနေထိတ်တန်းကုန်ကျန်းတွေကိုလဲလှယ်ပြီးကြက်သားတောက်တောက်စုပြုတ်ကိုပြင်ဆင်လိုက်ပါတယ်ညနေပိုင်းညဈေးကိုရောက်တဲ့အခါမှာတော့ဆိုင်းဘုတ်အစ်စ်ကိုထုတ်လိုက်ပါတယ်ကြက်သားတောက်တောက်စုပြုတ်888ရွမ်ဒီနေ့အတွက်10ပွဲပဲကန့်သက်ထားပါတယ်တတိပြုရန်ဒါဟာပဲပြမဟုတ်ပါဘူးပဲပြမဟုတ်ရင်ဘာလဲကြည့်ရတာပဲပြနဲ့တူတူပဲဥစ္စာဟင်းရည်ကလည်းကြည်နေတာပဲ888ရွမ်နဲ့ပဲပြစုပြုတ်တစ်ခွက်တည်းလားသူထေးမင်းတကယ်ပဲပြန်တက်နေပြီလားနေ့ရဲ့ပထမဆုံးပြိသက်ဖြစ်တဲ့ထန်ကြီးကတော့အော်ဟစ်လိုက်ပါတယ်ဆရာကြီးရဲ့လက်ရာကတော့တေချာပေါက်ဒဏ္ဍာရီပဲဖြစ်ရမယ်မင်းတို့လူဂိမ်းတွေကဘာတိမှလဲအဲ့ဒီချိန်မှာပဲလူအုပ်ထဲကနေတက်ကြီးရွယ်ကိုတယောက်ထွက်လာပြီးပထမဆုံးတပွဲကိုငါယူမယ်လို့ပြောလိုက်ပါတယ်ရောက်လာတဲ့သူကတော့ကျန်းကျန်အစားတောက်တင်းရဲ့ဥက္ကဋ္ဌလူလောင်ပဲဖြစ်ပါတယ်ထန်ကြီးကချက်ချင်းပဲနေရဖယ်ပေးလိုက်ပြီးလူလောင်မင်းလဲလာလားလို့နှုတ်ဆက်လိုက်ပါတယ်လူလောင်ကဟင်းရည်အိုးကိုတေချာကြည့်ပြီးနောက်မျက်နှာကတီးတန့်သွားပါတယ်လူငယ်လေးဒီဟင်းရည်ကမင်းချက်တာလားနင်ကခေါင်းညိတ်ပြလိုက်ရင်ဟုတ်ပါတယ်3ချိန်စစ်ထုတ်ပြီး3ချိန်ကြည့်အောင်လှုပ်ထားတာပါလို့ပြန်ဖြေလိုက်ပါတယ်။လူလောင်ကတပ်ပြင်းတစ်ချက်ချလိုက်ရင်ဒီလိုနန်းတွင်းချက်နီးမျိုးကလွန်ခဲ့တဲ့250ကလေးကပျောက်ကွယ်သွားခဲ့တာလေအခုခေတ်ထိတ်တန်းစားဖို့မှုတွေတောင်2ချိန်ပဲလုံနိုင်ကြတာ။မင်းကဘယ်လောက်ရှိသေးလို့လဲလို့ပြောပါတယ်။နင်းကစကားမပြောဘဲဇွန်းနဲ့စွပ်ပြုတ်တစ်ခွက်ခတ်ပေးလိုက်ပါတယ်။လူလောင်ကလက်နှစ်ဖက်နဲ့ပကံကိုလှမ်းယူပြီးအရင်ဆုံးအနံ့ခံကြည့်လိုက်ပါတယ်။ဘာမွေးကြိုင်နှမ်းမှမရှိဘဲတန့်စင်လုံးနဲ့ကြက်သားနံ့သာရှိနေပါတယ်။ထို့နောက်သူကဇွန်းနဲ့တဇွန်းခတ်ပြီးပါဇက်ထဲတွတ်သွင်းလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့လူလောင်ရဲ့မျက်လုံးတွေကပြူးထွက်လာပါတယ်။ထိုကြက်သားတောက်တောက်တွေကပါဇက်ထဲရောက်တာနဲ့အရေးပျော်သွားပြီးလေပေါင်းထဲသို့စီးဝင်သွားပါတော့တယ်။အင်းရဲ့နူးညံ့မှုကပိုးသားလိုမျိုးဖြစ်နေပြီးပါဇက်ထဲမှာတော့အကောင်းဆုံးကြက်သားရတာကိုပေးဆွဲနေပါတယ်လူလောင်ကပကံကိုချလိုက်တဲ့အခါမျက်ရည်တွေပါဝိုင်းလာပါတယ်သူကနင်းကိုကြည့်ပြီးအယိုအသေးပေးလိုက်ရင်ငါတက်တန်းအသက်80အတွင်းမှာဒီဟင်းလျာကိုနောက်တစ်ကြိမ်ပြန်စားရလိမ့်မယ်လို့မထင်ထားခဲ့ဘူးလူငယ်လေးဒီတစ်ခွက်က888မကလို့8000ကျော်ပေးရရင်တော့တန်ပါတယ်လို့ပြောလိုက်ပါတယ်လူလောင်ရဲ့စကားကြောင့်တကွင်းလုံးဆူညံသွားပြီး10မိနစ်အတွင်းမှာပဲကြက်သားတောက်တောက်စွပ်ပြုတ်10ပွဲစလုံးကုန်သွားပါတော့တယ်စားလိုက်ရတဲ့သူတိုင်းဟာလည်းထိုရတာထဲမှာပဲနင်းမျောသွားကြပါတယ်နင်ကတော့တက်ပြင်းတစ်ချက်ချလိုက်ရင်မိမိဟာအခုချိန်မှာ online ဆယ်လီတယောက်တည်းမဟုတ်တော့ပဲယဉ်ကျေးမှုအမွေနှစ်ကိုထိန်းသိမ်းသူတယောက်ဖြစ်လာပြီဖြစ်ကြောင်းတွေးမိလိုက်ပါတယ်ဒါပေမဲ့လူအုပ်ကြီးပျော်ရွှင်နေတဲ့
အချိန်မှာပဲအနက်ရောင်ဗင်ကားတစ်စီးပေါ်ကနေဝစ်စုံပြေးဝတ်ထားတဲ့လူလက်ပိုင်းမျိုးသားတစ်ယောက်ကမိမိရဲ့အတွင်းရေးမှုကိုအေးဆက်စွာမေးလိုက်ပါတယ်။သူ့ရဲ့အကြောင်းကိုစုံစမ်းရတဲ့လောက်ပြောစမ်း။စုံစမ်းလို့မရပါဘူး။လူကြီးသူ့ရဲ့ကုန်ကျန်းတွေကဘဲကလာလဲဆိုတာလုံးဝရှာမတွေ့ပါဘူး။လီဆန်းကအေးဆက်စွာပြုံးလိုက်ရင်သူဘသူပဲဖြစ်ဖြစ်ဒီချက်နီးကိုငါရအောင်ယူမယ်လို့ပြောလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့နင်းဆိုင်သိမ်းဖို့ပြင်နေတဲ့အချိန်မှာပဲစနစ်ရဲ့အတန်ကထပ်မံထွက်ပေါ်လာပါတယ်။စိန်ခေါ်မှုအသစ်ပွင့်သွားပါပြီ။အရင်းရှင်တွေရဲ့ပိတ်ဆို့မှုကိုတွန်းလှန်ပါတာဝန်ယူမှန်းချက်ကုန်ကျန်းပြက်လက်နေတဲ့အခြေအနေမှာအခြေခံအကျဆုံးအစားအစာကိုသုံးပြီးထိတ်တန်းစားဖို့မှုကိုအနိုင်ယူပါဆုလက်အနေနဲ့လှုပ်ဝက်ချက်နည်းအသစ်ကိုပေးအပ်ပါမည်။နင်းကပြုံးလိုက်မိပါတယ်အတော်လေးစိတ်ဝင်စားဖို့ကောင်းသားပဲအဲ့ဒီအချိန်မှာပဲထန်ချေကနင်းကိုကူညီပြီးစိုင်သိမ်းပေးနေရင်းနဲ့စကားတွေတရားဆက်ပြောနေပါတယ်။အကိုကြီးမင်းမနေ့ကဟိုလူတွေရဲ့မျက်နှာကိုမြင်လိုက်ရလားတကယ်ကိုအားရစရာပဲမနှက်ဖြန်ကြရင်ငါတို့ပိုရောင်းကြမလား။နင်းကခေါင်းခါပြလိုက်ရင်အရေးအတွက်ထက်အရေးသွေးကပိုအရေးကြီးပါတယ်ငါရဲ့စီကံကတော့ပြောင်းလဲမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်မနက်ခင်းမှာတော့ကြမ်းချံရဲ့အကြီးဆုံးကုန်စိမ်းတိုင်ကိုရောက်တဲ့အခါဆိုင်ရှင်တွေအားလုံးကနင့်ကိုရှောင်ဖယ်နေကြပြီးကုန်ကျန်းတွေမရောင်းရဲကြပါဘူးဒါဟာလီဆန်းရဲ့လက်ချက်ဖြစ်ကြောင်းနင်းသိလိုက်ပါတယ်ဒါပေမဲ့ကုန်စိမ်းတိုင်ရဲ့ထောက်တနေရာမှာတော့အဖွားအိုတယောက်ကဟောင်းနှမ်းနေတဲ့ဖျားလေးတစ်ချောင်းပေါ်မှာလက်ဆက်မှုမရှိတဲ့ဟင်းဒီဟင်းရွက်အချို့နဲ့ဆန်းဟောင်းတအိတ်ကိုတင်ပြီးရောင်းနေတာကိုတွေ့လိုက်ရပါတယ်ဒါဟာတာမန်လူတွေအတွက်တော့အမိုက်လိုမျိုးဖြစ်နေပေမဲ့ထိတ်တန်းဆက်ဖို့မှုဖြစ်တဲ့နင်းအတွက်တော့အကောင်းဆုံးထမင်းကြော်တပွဲချက်ဖို့အတွက်လုံလောက်နေပါပြီနင်းကထိုပစ္စည်းတွေအားလုံးကိုဝယ်ယူလိုက်ပါတယ်ညနေပိုင်းညဈေးကိုရောက်တဲ့အခါမှာတော့နင်းရဲ့ဆိုင်မျက်နှာချင်းဆိုင်မှာခန်းသားထဲဝါလာတဲ့စင်းမြင့်ကြီးတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်။ဝေကျွေရွှမ်းလုပ်ငန်းစုကစပိုမှုတွေအားလုံးရောက်နေကြပြီးဩစတြေးလျကနန်းကြီးတွေဂျပန်အမဲသားတွေနဲ့ပြင်သစ်မိုတွေကိုပြင်ဆင်နေကြပါတယ်။လီဆန်းကမိုက်ခရိုဖုန်းကိုကင်ပြီးအော်ဟစ်လိုက်ပါတယ်။ကျန်းချန်ကမိဘပြည်သူတွေအတွက်ဒီနေ့ညမှာဝေကျွေရွှမ်းကနေထိတ်တန်းစားစာတွေကိုအခမဲ့ကျွေးမွေးသွားမှာဖြစ်ပါတယ်။အကန့်အသတ်မရှိစားသုံးနိုင်ပါတယ်။လူအုပ်ကြီးကယူမှုသွားကြပါတယ်အခမဲ့ကနန်းကြီးတွေနဲ့အမဲသားတွေလည်းလာနင်းရဲ့ဆိုင်ရှိမှာတန်းစီနေတဲ့သူတွေအားလုံးဟိုဘက်ကိုပြေးသွားကြပါတော့တယ်ထန်ကြီးကတော့စိတ်ပူလွန်းလို့ချွေးတွေပါထွက်လာပါတယ်နင်းကတော့ထိုဆန်ဟောင်းတွေနဲ့ဟင်းရွက်တွေကိုထုတ်လိုက်ပါတယ်စင်မြင့်ဘော်ကလီဆန်းကဒါကိုမြင်တဲ့အခါရေမောလိုက်ရင်ပရိသတ်တို့ကြည့်လိုက်ကြပါဦးငါတို့ရဲ့နက်ဖျားစဖို့မှုကဒီနေ့ဘာတွေချက်မလို့လဲဆိုတာဆန်ဟောင်းတွေနဲ့ဟင်းရွက်ညိုးတွေလည်းလားဒါကဝက်စာချက်မလို့လားလို့လောင်ပြောင်းလိုက်ပါတယ်နင်ကတော့ဘာကိုမှဂယုမဆိုင်ပဲအိုးကိုမီးဖို့ပေါ်တင်ပြီးမီးကိုအပြင်းဆုံးအထိဖွင့်လိုက်ပါတယ်ထို့နောက်ဆန်တွေကိုရေးဆေးပြီးကြက်ဥအနှစ်တွေနဲ့ရောမွေလိုက်ပါတယ်ဒါဟာရွှေရောင်ထမင်းကြော်ရဲ့နီးစနစ်ပဲဖြစ်ပါတယ်နင်းရဲ့လက်ထဲမှာ20ကီလိုလောက်လေးတဲ့အိုးကြီးကပေါ့ပေါ့ပပနဲ့လှုပ်ခတ်နေပြီးထမင်းစေတိုင်းကမီးတောက်တွေကြားထဲမှာပြန်တန်းနေကြပါတယ်မြင်မာတဲ့အပူရှိန်ကကြက်ဥအနှစ်ရဲ့အရသာကိုထမင်းစေတဲ့အထိစိတ်ဝင်သွားစေပါတယ်ချက်ချင်းဆိုသလိုပဲငွေပြက်တဲ့ရနက်တစ်ခုထွက်ပေါ်လာပါတယ်ဟိုဘက်စင်မြင့်ကလူတွေအားလုံးဟာလည်းမိမိတို့လက်ထဲကအစားအစာတွေကိုချပြီးဒီဘက်ကိုလှည့်ကြည့်လာကြပါတယ်နောက်ဆုံးအဆင့်အနေနဲ့နင်ကဟင်းရွက်တွေကိုတောက်တောက်ဆင်းပြီးအိုးထဲသို့ထည့်လိုက်ပါတယ်3စက္ကန့်မြသာလှမ်းလိုက်ပြီးနောက်အိုးကိုချလိုက်ပါတယ်ရွှေရောင်ထမင်းကျော်တပွဲကို188ယွမ်ဒီနေ့အတွက်10ပွဲပဲရှိပါတယ်တကွင်းလုံးငြိမ်ကျသွားပါတယ်ထိုထမင်းကျော်ကရွှေတုံးလေးတွေလိုမျိုးတောက်ပနေပြီးအဖြူရောင်ပကံပြားပေါ်မှာလှပစွာတည်ရှိနေပါတယ်လူတွေအားလုံးအခမဲ့ကနန်းတွေကိုထားခဲ့ပြီးဒီဘက်ကိုပြေးလာကြပါတော့တယ်အရင်ဆုံးစားလိုက်ရတဲ့လူငယ်တစ်ယောက်ကတော့ထမင်းကျော်ကိုပါဇက်ထဲတွတ်သွင်းလိုက်ပြီးနောက်မျက်ရည်တွေပါကျလာပါတယ်ဒါဟာငါအဖွားချက်ပေးဘူးတဲ့လက်ရမျိုးပဲဒီအချိန်မှာပဲလီဆန်းရဲ့မျက်နှာကပြတ်သွားပါတယ်ဆန်ဟောင်းတအိတ်ကဝေကျွေရွှမ်းရဲ့ထိတ်တန်းစားစာတွေကိုအနိုင်ယူသွားတာကိုသူမယုံနိုင်အောင်ဖြစ်ရပါတယ်အတွင်းရေးမှုကဖုန်းကိုကင်ပြီးတုံတုံရင်ရင်နဲ့ရောက်လာပါတယ်လူကြီးအွန်လိုင်းပေါ်မှာလူတွေအားလုံးကကျွန်တော်တို့ကိုဆဲနေကြပြီးလီဆန်းကဒေါသတကြီးနဲ့ဖုန်းကိုရိုက်ခွဲပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအနောက်ဘက်ကနေအသက်ကြီးရွယ်ဦးတယောက်ထွက်လာပါတယ်ထိုလူကတော့ကျန်းနဲ့အစားတောက်လောကရဲ့ထိတ်တန်းဆရာကြီးကျိုးထုံးပဲဖြစ်ပါတယ်လီဆန်းကချက်ချင်းပဲအယိုအသေးပေးလိုက်ရင်ဆရာမင်းဘာလို့လာတာလဲလို့မေးလိုက်ပါတယ်ငါမလာရင်မင်းဝေကျွေရွှမ်းရဲ့ဆိုင်းဘုတ်ကိုဖျက်ဆီးပစ်တော့မှာပဲအရင်ရှင်စနစ်နဲ့လူတွေကိုဖိနှိပ်ပြီးအစားတောက်လောကကိုဖျက်ဆီးနေတာလီဆန်းငါမင်းကိုတင်ပေးခဲ့တဲ့စဖို့မှုကျင့်ဝတ်တွေကိုမင်းအကုန်မေ့သွားပြီလားလီဆန်းကချွေးပြန်နေပါတယ်ဆရာဓာတုကြောင့်ပါသူကဆုံးကဝေလိုမျိုးတစ်ခုခုတုံးထားတာနေမှာပါစဖို့မှုကြီးကျိုးထုံးကနင်းရဲ့ဆိုင်သေးလေးရှိမှရက်လိုက်တဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပါတယ်သူဟာအစားတောက်လောကမှာဆယ်စုနှစ်များစွာကျင်လည်ခဲ့ပြီးနိုင်ငံတော်အဆင့်အခမ်းပွဲတွေကိုပင်ဦးဆောင်ခဲ့သူဖြစ်တာကြောင့်သူ့ရဲ့အကြည့်တွေကထက်မြက်လွန်းလာပါတယ်ကျိုးထုံးကပကံပြားတဲ့ကရွှေရောင်ထမင်းကြော်ကိုတေချာစိုက်ကြည့်ပြီးနောက်တပြင်းတစ်ချက်ချကပြောလိုက်ပါတယ်ဆန်ဟောင်းရဲ့အဆိုတက်နေပါမှုကိုအခွင့်ကောင်းယူပြီးကြက်ဥအနှစ်နဲ့အချိန်ကိုက်လန်ကျော်သွားတာပဲမိအပူရှိန်ကိုဒီလောက်ထိထိန်းချုပ်နိုင်တဲ့သူမျိုးငါတစ်သက်လုံးမမြင်ဘူးခဲ့ဘူးလူငယ်လေးငါ့ကိုတလုံးလောက်မီးစမ်းခွင့်ပြုပါနင်ကတည်ငြိမ်စွာပဲဇွန်းတစ်ချောင်းကိုကမ်းပေးလိုက်ပါတယ်ကျိုးထုံးကထမင်းတစုံကိုခတ်ပြီးပါဇက်ထဲတွတ်သွင်းလိုက်တဲ့အခါသူ့ရဲ့မျက်မှောင်တွေရုတ်တရက်ကျုပ်သွားပြီးတကိုယ်လုံးတုံရင်သွားပါတော့တယ်ရိုးရှင်းလာတဲ့ထမင်းကျော်ဟာသူ့ရဲ့ရှာပေါ်မှာအရသာလိုင်းတပူတစ်ခုလိုပေါက်ကွဲသွားပြီးဟင်းရွက်ညိုးတွေရဲ့တဘာဝအချိုတက်ကဆန်စေးတွေရဲ့အမွှေးရနံ့ကိုအထွတ်ထိပ်သို့ပင့်တင်ပေးလိုက်ပါတယ်ဒါဟာအဆင့်မြင့်ဆုံးအတတ်ပညာပဲအညံ့ဆုံးကုန်ကျန်းကိုသုံးပြီးအကောင်းဆုံးရတာကိုဖော်ဆောင်နိုင်တာဟာတကယ်စဖို့မှုစစ်ပဲလီဆန်းမင်းရှုံးပြီးကျိုးထုံးကမျက်လုံးမိတ်ပြီးရေရွတ်လိုက်ပါတယ်လီဆန်းကတော့မျက်နှာတစ်ခုလုံးဖြူကျော်သွားပြီးဘာစကားမှမပြောနိုင်တော့ပါဘူးဝေကျွေရွှမ်းလုပ်ငန်းစုရဲ့ဂုဏ်သိက္ခာဟာဒီနေ့ညမှာတင်လုံးဝပြိုလဲသွားခဲ့ရပါပြီတင်းဘေးထွက်တာဝန်အောင်မြင်စွာပြီးဆုံးပါပြီရလက်အကဲဖြတ်ချက်
ပြီးပြည့်စုံခြင်းဆုလက်အနေနဲ့ကြက်သားတောက်တောက်ဆုပြုတ်လှုပ်ဝက်ချက်နည်းအပြင်စနစ်ရဲ့အဆင့်မြင့်မီးဖိုချောင်ဧရိယာကိုဖွင့်လှစ်ပေးလိုက်ပါတယ်ဒီပွဲအပြီးမှာတော့နေ့ရဲ့အမည်ဟာကြမ်းချံမျိုးတွေမကပဲတနိုင်ငံလုံးအတိုင်းအတာထိဟိုးဟိုးကျော်သွားပါတော့တယ်။နေ့တိုင်းနင်းဆိုင်လေးရှိမှလာရောက်တန်းစီကြတဲ့လူတန်းကြီးဟာကီလိုမီတာချပြီးရှည်လျားလာခဲ့ပါတယ်။စနစ်ရဲ့ကူညီပံ့ပိုးမှုနဲ့အတူနင်းဟာအပတ်စဉ်ဟင်းလျာအသစ်တွေကိုမိတ်ဆက်ခဲ့ပြီးစားသုံးမိသူတိုင်းဟာအစားအသောက်ရဲ့စွမ်းအားကြောင့်ဘဝရဲ့အမောပန်းတွေပြည့်ပြောက်ပြီးပျော်ရွှင်မှုတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဒါပေမဲ့အောင်မြင်မှုနောက်မှာတော့ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုကစောင့်ကြိုနေပါတယ်။ဝေကျွေးရွှဲလုပ်ငန်းစုရဲ့ကွယ်ရာကဥက္ကဋ္ဌကြီးဟာနင်းရဲ့ဟင်းချက်နည်းတွေကိုမတရားနည်းလမ်းနဲ့ရယူဖို့အတွက်အဆင့်မြင့်စဖို့မှုပြိုင်ပွဲကြီးတစ်ခုကိုဖန်တီးပြီးနင်းကိုအကြက်ကင်စိန်ခေါ်လာခဲ့ပါတယ်။တကယ်လို့မင်းရှုံးနိမ့်ခဲ့ရင်မင်းရဲ့ဆိုင်မတ်တစိမ့်နဲ့ဟင်းချက်နီးအားလုံးကိုငါတို့စီလွှဲပြောင်းပေးရမယ်။တင်းပင်မတာဝန်အသစ်ပွင့်သွားပါပြီ။နတ်ဖျားစဖို့မူ၏ဂုံတိတ်ခါနိုင်ငံတကာအစားတောက်ပြိုင်ပွဲကြီးတွင်ပထမဆုကိုစုခူးပြီးလှုပ်ဝက်ဆန်းကျဲသောဆရာဖြစ်သူ၏နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပါဆုလက်စနစ်နှင့်လုံးဝတသားတည်းဖြစ်သွားခြင်းနှင့်ကမ္ဘာအဆင့်ဆရာကြီးပွဲပြိုင်ပွဲကြီးရဲ့ဗိုလ်လူပွဲနေ့မှာတော့ကမ္ဘာအဆင့်ဒိုင်လူကြီးတွေနဲ့ပြည်သက်ပေါင်းတန်းချီပြီးစောင့်ကြည့်နေကြပါတယ်။နေ့ရက်ပြိုင်ဘက်ကတော့ပြင်သစ်ကကျဲသုံးပွင့်ရစဖို့မူကြီးဖြစ်ပြီးသူကအဖိုးတန်လုံးနဲ့ကြပြဆန်းဆန်းဟင်းလျာတွေကိုပြင်ဆင်ပြခဲ့ပါတယ်။နင်ကတော့မိမိရဲ့မိဖို့ချောင်သုံးပစ္စည်းဖြစ်တဲ့ယုံလင်းသားကိုကြစ်ကြစ်ပါအောင်စုပ်ကင်ပြီးဆရာဖြစ်သူတင် जा ပေးခဲ့တဲ့စကားတခွန်းကိုပြန်လည်ကြားရောက်နေမိပါတယ်။အစားအသောက်ဆိုတာလူတွေရဲ့နှလုံးသားကိုကုသပေးတဲ့အရာဖြစ်ရမယ်။နင်ကစနစ်ထဲကနောက်ဆုံးရရှိထားတဲ့လျှို့ဝှက်ကုန်ကျန်းတွေနဲ့အတူမိမိရဲ့အချစ်အမောမျှော်လင့်ချက်နဲ့စိတ်ဝိညာဉ်အားလုံးကိုထည့်သွင်းပြီးဟင်းလျာတစ်ခွက်ကိုဖန်တီးလိုက်ပါတယ်။ဒါဟာစနစ်ကပေးအပ်တဲ့နတ်ဖျားအဆင့်ဟင်းလျာဖြစ်တဲ့ကဘာမြေဤတန်စင်အမည်ရှိဟင်းလျာပဲဖြစ်ပါတယ်။ဟင်းပွဲကိုအဖုံးဖွင့်လိုက်တဲ့အခိုက်အတန့်မှာတော့ခမ်းမကြီးတစ်ခုလုံးတက်တန့်ရောင်အလင်းတန်းတွေဖြာထွက်သွားသလိုခံစားလိုက်ရပြီးထွက်ပေါ်လာတဲ့မွေးရနံ့ဟာလူတိုင်းကိုမိမိတို့ရဲ့ငယ်ဘဝမိခင်ဖြစ်သူချက်ကျွေးဖူးတဲ့နှွေးထွေးတဲ့အခိုက်အတန့်စီတို့စိတ်အာရုံတွေခေါ်ဆောင်သွားပါတော့တယ်ဒိုင်လူကြီးတွေအားလုံးဟာဟင်းလျာကိုတလုံးမြည်ဆန်းပြီးတာနဲ့ထိုင်ကုန်ကနေထွက်ပြီးမျက်ရည်တွေဆွဲကာတညီတညွတ်တဲ့လက်ခုပ်တီးဩဘာပေးကြပါတော့တယ်ဒါဟာအစားအစာတင်မကဘူးစိတ်ဝိညာဉ်ကိုနှိုးဆွပေးတဲ့နတ်တုတ်တာပဲပြိုင်ပွဲပြီးဆုံးတဲ့အခါနေဟာကမ္ဘာအဆင့်နတ်ဖျားစဖို့မှုကြီးအဖြစ်တရားဝင်အတိမတ်ပြုခြင်းခံလိုက်ရပြီးဝေကျွေးရွှဲလုပ်ငန်းစုဟာလည်းရင်းတို့ရဲ့မျိုးသားမှုတွေကြောင့်လူထုရဲ့တပိတ်မောက်ခြင်းကိုခံရပြီးဒေဝါလီခံသွားခဲ့ရပါပြီ။ပြိုင်ပွဲစင်မြင့်ရဲ့အနောက်ဘက်အေးချမ်းတဲ့နေရာလေးတစ်ခုမှာနေရက်နေစဉ်စနစ်ရဲ့နောက်ဆုံးအတန်ထွက်ပေါ်လာပါတယ်။တင်းပင်မတာဝန်ကြီးကိုပြီးပြည့်စုံစွာအောင်မြင်ခဲ့ပါပြီစနစ်သည်နေနဲ့လုံးဝပေါင်းစည်းသွားပြီဖြစ်ပြီးနောက်ထပ်တာဝန်များပေးအပ်တော်မူမဟုတ်ပါနေဟာကဘာမြေရဲ့စစ်မှန်တဲ့နတ်ဖျားစဖို့မှုဖြစ်သွားပါပြီ။နေကပြုံးလိုက်ပြီးကောင်းကင်ကြီးကိုမောကြည့်ကစိတ်ထဲကနေရေရွတ်လိုက်ပါတယ်ဆရာကျွန်တော်ဆရာရဲ့တာဝန်ကိုပြီးမြောက်အောင်ထမ်းဆောင်ခဲ့ပါပြီ။နောက်တနေ့မနက်ခင်းမှာတော့ကျန်းချံမျိုးရဲ့လမ်းကြားလေးတွေကဆိုင်အိုလေးဟာထုံးစံအတိုင်းပြန်လဲပွင့်လစ်လာပါတယ်။နင်ကတော့ဆိုင်ရှိမှာဆိုင်းဘုတ်အစ်စ်လေးတစ်ခုကိုတည်ငြိမ်စွာချိတ်ဆွဲလိုက်ပါတော့တယ်။နှလုံးသားဖြင့်ချက်ပြုတ်သောဆိုင်ကလေးတစ်နေ့လျင်သုံးပွဲသာဈေးနှုန်းစိတ်ကြည်နဲ့တလောက်သာပေးပါ။